ကြည့်နော်အစာမစားဘူးမှတ်ထားမယ်အတောင်ကျွတ်တဲ့ချိန်မှာပါလဲအစာမစားဘူးပြီးပြီဆိုမှအဲ့ဒီလင်းယုံကတဖြည်းဖြည်းအတောင်တစ်ထွက်လာတယ်ဘာထွက်လာလဲအေးအတောင်တစ်ထွက်လာတယ်အဲ့ဒီမှာစထွက်ပြီအတောင်အတစ်ထွက်ပြီဟာဒီအတောင်အတစ်ကအတောင်အဟောင်းတဲ့မွေးတောင်တဲ့တာ၍အစပေါင်းများစွာတာတယ်ဟာလေလုယာအာမင်ခမည်းမွေးတောင်ကျွတ်တာဟာဆုံးရှုံးဖို့လားတာ၍ကောင်းဖို့လားတာ၍ကောင်းဖို့ဖြစ်တယ်မွေးတောင်ကျွတ်တာဆုံးရှုံးဖို့လားတာ၍ကောင်းဖို့လားတာ၍ကောင်းဖို့ဖြစ်တယ်တာ၍ကောင်းဖို့အာမင်မွေးတောင်ကျွတ်တဲ့အချိန်မှာခံစားလားစိတ်ဆင်းရဲလားရှက်လားမှတ်ထားပါအဲ့ဒါငါတို့ညီကုန်းမဟုတ်ဘူးအတောင်အသစ်လာမယ်အာမင်ကျွတ်တဲ့အတောင်တဲ့အစပေါင်းများစွာတာတယ်အတောင်အသစ်အဲ့ဒါအရေးကြီးတယ်အာမင်ကဲအတောင်သစ်ရပြီဆိုပြန်လို့ရပြီလားမရသေးဘူးပြန်ဝဲဖို့မစင်စားနဲ့မရသေးဘူးအဲ့တဆင့်ချန်ထားမယ်ခဏနေပြောမယ်ကဲအဲ့ဒါကိုကြည့်မယ်စာလံ84အပိုက်ငယ်7ကိုဖတ်စာလံ84အပိုက်ငယ်7တွေ့လားစာလံ84အပိုက်ငယ်7တွေ့ဖတ်ပါဦးဟုတ်ပြီလိုက်ဆိုထာဝရအရှင်ဖယားသခင်သည်နေလဲဖြစ်တော်မူ၏ထာဝရအရှင်ဖယားသခင်သည်နေလဲဖြစ်တော်မူ၏ဖယားပါလဲဓမ္မဖယားကိုနေနဲ့နိုင်ထားတာဖယားနေနဲ့နိုင်ထားတယ်ကြည့်အဲ့တော့လင်းယုံရနေုံတဲတဲ့ကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘာလဲယုံကြည်သူကဘာလုပ်ရမလဲဖယားကိုပဲမျှော်လင့်နေရတာအတောင်ဟောင်းသွားပြီမို့လားဘာမှခမည်းမလုံးနဲ့တော့ဖယားနဲ့ကိုနဲ့ဖယားနဲ့ကိုနဲ့ဖယားနဲ့ဖယားကိုပဲအာယုံပြုတော့ဖယားနဲ့ပဲခမည်းအချိန်ယူတော့လူအုပ်ကြားထဲမှာတိုင်ရောက်လုံးမနေနဲ့တော့အဝေးကြီးတောင်ဆောင်ကိုသွားပြီးလုံခြုံတဲ့တနေရာကိုသွားပြီးတော့မှဖယားကိုပဲနေကိုပဲကြည့်အတောင်လဲတဲ့အခါမှာဝိညာဉ်ရေးရမှာဖယားနဲ့ပဲအချိန်ယူရတဲ့ကာလရှိလားရှိတယ်ဖယားကိုပဲကြည့်ရလူအုပ်ထဲကနေထွက်သွားလူအများကြီးတွေကထွက်သွားတာယုံတွေကထွက်သွားတာဝေးဝါတွေကထွက်သွားတာကြည့်နော်ယုံကြည်သူအုပ်လိုက်ထဲကထွက်သွားတာဖယားကိုပဲကိုကသွားပြီးဖယားနဲ့ကိုနဲ့အချိန်ယူရတယ်ဒီမှာနေဆိုတာဖယားကိုဆိုလို့တယ်လိုက်ဆိုထာဝရရှင်ဖယားသခင်သည်နေလဲဖြစ်တော်မူ၏ဖယားနဲ့ပဲအချိန်ပြန်ယူတော့အတောင်လေးအားလုံးဖြန့်တော့ဘုရားခင်ရှင်မှာဖွားမထားနဲ့ငါအလူထဲတာလဲအလကားငါတော်တယ်ဆိုတာလဲအလကားငါတတ်တယ်ဆိုတာလဲအလကားဘုရားခင်ရှင်မှာအဲ့ဒီငါတွေအားလုံးဖြုံးငါလူတယ်ငါတော်တယ်ငါတတ်တယ်ငါဘွဲရတယ်ငါတတ်တယ်အဲ့ဒီငါတွေအားလုံးမလုပ်ရမလဲဖြုတ်ဘယ်သူရှင်းပါဥပရိယုတ်ပုံမှန်ပဂတိတိုင်းပေါ်အောင်ကြည့်ဘ
ဘာမှမထားနဲ့ချမ်းမထားနဲ့အတောင်းနဲ့အဆက်တကွဲအကျိုးနဲ့ကိုဖျားကြီးရှင်မဝခန့်ရှင်ဘောလူတော်လားပြောရှင်ဘောလူတော်လားတက်လားနာမည်ကြီးလားတိတ်ခါရှိလားကျန်းစာတက်လားဒုစရိုက်တွေရှောင်းလားဖာရိရှေဟုတ်လားဘယင်အမျိုးတွေဟုတ်လားနာမည်ကြီးအရင်တော့သူ့အတောင်နေချွတ်လားရှင်ပေါလုသူ့အတောင်ချွတ်လားဘလို့ချွတ်လဲကြည့်သူ့ရဲ့မွေးတောင်ဘလို့ချွတ်လဲယောမ9:24ကိုဖတ်ပေါလုအတောင်ချွတ်တော့မယ်ယောမ9:24တွေ့လားကဲမှာ projector ထိုးထားပေးတယ်ဖတ်လိုက်ငါသည်အေးအားလုံးညီတဲ့အတွက်ကျေးဇူးတင်တယ်လိုက်ဆိုငါသည်ညိုညင်တော်သူဖြစ်ပါသည်တကားဤအသေးကောင်မှငါကိုအဘယ်သူကဲလွတ်မိနီရှင်ပေါလုပြောနေတဲ့ငါသည်ညိုညင်တော်သူဖြစ်ပါသည်တကားငါတော့မကြဘူးငါမကောင်းဘူးငါဘာမှမဟုတ်ဘူးငါကမကောင်းဘူးငါကဇာတိရှိတယ်ငါ့ကိုဘယ်သူကဲမလဲယောမ9မှာပေါလုပြောနေတယ်ငါမကောင်းဘူးငါအတော့မရဘူးငါစိတ်ညစ်တယ်ငါဇာတိနဲ့အသက်ရှင်နေတယ်ငါ့ကိုဘယ်သူကဲမလဲဘယ်သူပြောနေလဲရှင်ပေါလုယောမ9မှာပေါလုပြောတယ်ယောမ9ရေးတဲ့အချိန်မှာပေါလုကဘာလို့အစစ်တမ်းရှိလဲသိလားဆရာကြီးဝိညာဉ်ရေးရမှာသူ့မှာတပည့်တွေအများကြီးရှိနေပြီအသင်းတော်အများကြီးထောင်ပြီးပြီလူတွေကငါပေါလုတပည့်လို့ပြောနေပြီယေရုရှလင်ကောင်စီမှာထိုင်နေတာဆရာကြီးဒီလောက်နာမည်ကြီးတဲ့အချိန်ကြာမှသူဘာပြောနေလဲငါစိတ်ညစ်တယ်ငါ့ကိုဘယ်သူကဲမလဲတိတ်ခါကြလားပေါလုတိတ်ခါကြလားအဆက်ကွဲလားလူတွေကထင်ကြီးပါတယ်ဆို तू ပြောနေတယ်ငါမားတယ်တဲ့ငါဇာတိနေပဲတဲ့အသက်ရှင်နေတယ်တဲ့ဟာတွားရော तू အရင်တော့ပြင်းထန်လားပြင်းထန်ပေမဲ့ယောမ9လဲရောက်တော့ तू ဘာဖြစ်လဲမွေးတောင်ဟောင်းသွားပြီမွေးတောင်ဟောင်းသွားတော့ပင်မလားမောလားဘသူကဲမလဲငါ့ကိုဘသူကဲမလဲပေါလုပြောနေပြီအဲ့ဒါဘာခေါ်လဲပေါလုရဲ့မွေးတောင်ဟောင်းသွားပြီချွတ်လာမွေးတောင်ချွတ်လာမြန်ပြောချွတ်လာချွတ်တယ် तू မွေးတောင်ချွတ်တယ် तू နှုတ်သီးနဲ့ तू ဆွဲချွတ်တယ်တွေ့လားငါမှားတယ်ငါဇာတိပဲမပြောဘူးလားအဲ့ဒါ तू ဆရာကြီးဖြစ်ပြီးမှပြောတာဒီနေ့မြောက်များစွာသောဆရာကြီးတွေကငါတို့မှားခဲ့တယ်ဝခံရဲလားမှားတာတော့ပြောမနေနဲ့တခါမှဝန်မခံဘူးဆရာပေါလုကိုကြည့်ဆရာကြီးဖြစ်ပြီးဝန်ခံလားကိုရဲ့အတောင်ကိုဖြန့်ကိုနှုတ်သီးနဲ့ဆွဲနှုတ်တာကြည့်ငါကိုအဘယ်သူကဲလွတ်မီနီဖယားကိုကြည့်အတောင်ကိုဖြန့်ဝန်ခံအဲ့ဒီအတိုင်းအရှိန်နဲ့ပေါလုမသွားဘူးမွေးတောင်အဟောင်းနဲ့ဟုတ်လားမဟုတ်လားချစ်တော်ညီကိုမောင်နှမဒီနေ့မွေးတောင်အဟောင်းနဲ့မသွားနဲ့ပေါလုကိုကြည့်သူရောမွေးတောင်အဟောင်းကိုချွတ်လားဝခံလားအေးပြီးလဲပြီးရောဖယားကသူ့ကိုမဆာပလိုက်တာအတောင်အစ်စ်ပေးတော့တာပဲ
အငယ်25ကိုဖတ်အတောင်အသစ်ငါတို့ကဲအငယ်25ကိုဖတ်ငါတို့သခင်ယေရှုခရစ်အဖြစ်လိုက်စို့ငါတို့သခင်ယေရှုခရစ်အဖြစ်ကယ်လွတ်တော်မူသောဖယားသခင်ဤကျေးဇူးတော်ကြီးလာပေ၏ကျွန်တော်မွေးတောင်အဟောင်းဖြန်းပြီးဖယားကရှင်မှာဝခံတဲ့အခါမှာဖယားကသူ့ကိုပြန်မဆလာပြောမဆလာကယ်လွတ်လာပြန်ကယ်လွတ်တယ်ကြည်ဒါကြောင့်ကျမ်းစာဖတ်ရင်အပိုင်းနဲ့အများကြီးရှိတယ်ကျွန်တော်နှစ်ပိုင်းပဲခွဲလိုက်မယ်တေချာနားထောင်ယောမတိကနေပြီးတော့ယောမ9အထိတတ်ဖတ်တေချာနားထောင်တော့ယောမတိကနေ9အထိတတ်ဖတ်ပြီးရင်ယောမ10ကနေဟိုဘက်ကိုပြန်ဆက်ဖတ်အဲ့ဒီနှစ်ခုတရားဟောချက်ပြောင်းပြန်တခြားစီဖြစ်သွားတယ်တိကနေ9အထိပြောတာကတမျိုး10ရောက်တဲ့အခါကျတော့တရားဟောချက်ကအယံပြောင်မြောက်သွားတယ်အဆင့်အယံမြင့်သွားတယ်ပေါလုရေးတဲ့စာတွေကတိကနေ9အထိကနားလည်ရလွယ်တယ်10ကနေဆက်ဖတ်ရင်နားလည်ဖို့ခတ်သွားတယ်တိတ်နဲ့နဲသွားတယ်သူ့ရဲ့ဝင်ငါချက်တွေကတိကနေ9အထိကမွေးတောင်ပါလေအဟောင်း9:25မှာမွေးတောင်အသေးရသွားပြီအခန်းကြီး10ကနေစရေးတာမွေးတောင်အသေးဒါကြောင့်ကျမ်းစာမှာသူကနှစ်ပိုင်းရှိတယ်တိကနေ9ထိရေးတဲ့ဥစ္စာကအတိတ်ပဲတစ်မျိုး10ရောက်သွားတော့ဟိုဘက်ရောက်သွားတော့အတိတ်ပဲအယံလေးနဲ့သွားတယ်ကြည့်နော်အယံလေးနဲ့သွားတယ်တိကနေ9ထိမှာဝခန်းစ조사စကတ်အဲ့ဒါတွေပါတယ်ရှစ်ဟိုဘက်ကြတော့အဲ့လိုမဟုတ်တော့ဘူးဟေးစ조사မစ조사ဘာမှမလို့ငါတို့ရဲ့တဘာဝကွာအောင်ပြီးသားစုတောင်းမတောင်းအလူငွေထဲမထဲကျန်းစာဖတ်မဖတ်ငါတို့တဘာဝကိုကမုံတိုင်းရဲ့အထက်မှာပြန်နာတူသေးလားတိကနေ9ထိရေးတာနဲ့ရှစ်ဟိုဘက်ကြတော့ရေးတာတူသေးလားလုံးဝမတူတော့မွေးတောင်မဟုတ်တော့ဘူးအတောင်သေးချစ်တော်ညီကိုမောင်နှမတင်ယောမ9ကိုမကြော်သေးဘူးဆိုရင်တင့်ကိုဖျားသခင်တင့်ကိုကြော်စေခြင်းနဲ့အာမင်မြောက်များစွာသောအမှုတော်ဆောင်တွေကယောမ9မှာရက်သွားတယ်ကျမ်းစာဖတ်ရမယ်ဆုတောင်းရမယ်လူငွေထည့်ရမယ်ဖျားကြောင်တက်ရမယ်စေဘရုမမတဲ့ကြားလာအဲ့ဒါ9တိတ်ကနေ9ကြား10ရောက်သွားတဲ့အခါမှာအဲ့လိုမဟုတ်တော့အဲ့ဒီထက်အစပေါင်းများစွာတာသွားပြီအာမင်ဝိညာဉ်ကြီးအတောင်ပါဖြစ်သွားပြီလေပြောင်းသွားပြီချစ်တော်ညီကောင်မောင်တို့အာမင်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မောင်တို့မွေးတောင်နဲ့မသွားနဲ့အတောင်တက်နဲ့သွားရမယ်မွေးတောင်ရောအောင်မြင်လားအခန်းကြီးဘယ်လောက်ထိလဲ9ထိမစိုးပါဘူးဒါပေမဲ့ဖယားသခင်ကအဲ့ဒီအောင်မြင်ခြင်းကိုပဲတင့်ကိုပေးချင်တာမဟုတ်အဲ့ထက်ကြီးမားတဲ့အောင်မြင်ခြင်းကိုပေးချင်တာအာမင်အဲ့ထက်ကြီးမားအောင်မြင်ခြင်းနဲ့နှုတ်ကပတ်တော်ဖော်ပြခြင်းနဲ့တာ၍ဘုရားခင်တင့်ကိုချီးမြှောက်ခြင်းနဲ့အဲ့ဒီအတွက်တင်ယောမ8ကိုသွားရမယ်ယောမ9နဲ့ယောမ8ဘယ်လိုပြောင်းသွားလဲအဟောင်းကိုထားပြီးအတောင်အသစ်နဲ့ပြန်ရတာအာမင်ဒါကြောင့်မလို့ကြည်ပေါလုကိုကြည်သူ့မွေးတော့ဟောင်းခဲ့လားဘောနိကဖြစ်တော့အစင်ပြေလားပြန်တော့အစင်ပြေလားအမှုတော်ဆောင်းလားလူတွေရောပြောင်းလဲလားအသင်းတော်ရောပေါ်လားပေါ်ပါတယ်မစိုးပါဘူးဒါပေမဲ့ပြန်ရင်သူသိလာပြီအတောင်ဟောင်းလာပြီဖခင်ကသူ့ကိုအတောင်အသစ်ချိန်ပြီးတော့
အဲ့ဒီခါကြတော့မှသူ့ကိုသူဘုရားခင်ကသူ့ကိုနားလဲစေလိုက်ချက်ချင်းဘုရားခင်ရှုတိုးဝင်အတောက်ဖျန်းလိုက်တယ်ဟေးအဆက်ကွဲခြင်းကွဲဘယ်ယုံကြည်သူမှဂယုမဆိုင်ဘူးဒါပဲပေါလုကသူ့ရဲ့တပည့်တွေအများကြီးသူ့အဖြစ်ပြောင်းလဲတဲ့လူအများကြီးသူထောင်တဲ့အသင်းတော်အများကြီးလာမပြောနဲ့ဂယုမဆိုင်ဘူးအားလုံးရှင်းမှာကြေညာပလိုက်မယ်သူကတော့ငါမားတယ်ငါမှာဇာတိရှိတယ်ဆရာကြီးဖြစ်ပြီးမှကြော်ညာတာတွေ့လားဟုတ်လားဆရာကြီးဖြစ်ပြီလားဖြစ်ပြီးမှကြော်ညာတာသူများရှင်းမှာငါ့ကိုဘသူကဲမလဲငါထဲမှာဇာတိရှိနေတယ်ငါစိတ်ညစ်ပါတယ်နေတော့မသိလို့ငါ့ကိုခွန်အားရငါအကြောင်းပြောလိုက်ပြေးသွားမယ်ငါစိတ်တရားမငြိမ်ဘူးပေါလုဝန်ခံလားဒီနေ့မြောက်များစွာသောဆရာတွေဘလို့လဲဝန်ခံရဲလားအေးဆရာတို့ဘဝပဲငြိမ်းချမ်းနေတော့ဟုတ်တာဗောဖခင်နဲ့သက်ရှင်ရတယ်လေပြောလိုက်ပါလားနေမလာခင်မဲငါပကံနှစ်ချက်ရိုက်ခွဲပြီးပြီဒေါသခံလို့အဲ့မွေးတောင်အဟောင်းပြုတ်တာပြောပါလားညောင်းတာပြောပါလားနေဆုံးရှုံးတာပြောပါလားဘာလို့ထားလဲဖွက်ထားတာဒီလိုပဲလေစက်ကရတာဗောတမီးရဲ့ဟာကြည့်မိမောက်တပြက်စီနဲ့ရိုက်မလို့အသင်းသားရောက်လာချက်ချင်းပဲအသင်းသားကိုတွေ့တယ်နဲ့တပြက်စီကြိုက်ပြီးခြံထဲမှာတပြက်စီပြန်လဲအသင်းသားဆရာကိုယ်တိုင်လဲရမှာဗောအိမ်ထဲမှာဆရာမဟုတ်ဘူးလေမိသားစုလေဆူတောင်းပေးဆရာတောင်းပေးမယ်ကျမယောက်ျားလေးအမြဲတမ်းမူတဲ့ဆူတောင်းပေးဆရာကျမယောက်ျားကျမဘယ်တော့မှမရိုက်ဘူးဒါပေမဲ့ तू မူပြီးလာဆူတောင်းပေးဆရာလိုမျိုးဆိုသိကောင်းပါပဲငါလိုမျိုးစနေအယိုးကျိုးပြီနေယောက်ျားနေဘယ်တော့မှမရိုက်ဘူးငါခဏခဏရိုက်တာအခုတော့တပြက်စီးကြိုက်ပြီးရိုက်မလို့နေကိုတွေ့လို့ဟန်ဆောင်ပြီးလဲနေတာငါအဲ့ဒါတွေစိတ်ထဲမှာပဲပြောတာနေကိုတော့မပြောချင်ပါဘူးကြည်ပြောလိုက်ပါလားနေယောက်ျားငါထက်တာတယ်လို့ပြောရဲလားပြောရဲဘူးဆရာလို့ဆိုသိကောင်းမှာပဲမိသားစုကိုကူညီတယ်ဒီပြည့်စည်ပါလဲပြီးအော်ဒီလိုပေါ့လေဒါကလည်းနှစ်ယောက်ကြားလဲဆူတောင်းပေးပြောင်းလဲလာမှာပေါ့ကဲဆူတောင်းပေးမယ်ဖိတ်နေသိမ့်များတာတိုက်ဆိုင်ရင်ခွန့်လို့မှုတော်ဆောင်များပြောလိုက်ပါလားအကုန်လုံးငါပို့ဆိုးတယ်လို့ပြောရဲလားပြောရဲဘူးနေရန်တန်ကောင်းတာပဲနော်တချင်းဆိုတာပြောလိုက်ပေါ့အရင်တော့ကလူတိုင်းထော့ပြေးတယ်လို့အော်ဒီလိုပဲပေါ့လေစက်ကတ်တော့ဖြစ်လာတာပေါ့တဲ့အမဲလုံနေတာကြည့်နော်ချစ်တော်ညီကိုမောင်နှမအခုပေါ်လူပြောရဲလားသင်အတောင်အဟောင်းကနေအစ်စ်ချင်းကြီးသင်ဝန်ခံမရမယ်သင်ဟန်ဆောင်နေမရဘူးသင်ဝန်ခံဘုရားခင်ရှင်မှာဟုတ်တယ်ငါအတောင်ဟောင်းနေပြီငါ့ကိုလူတွေခွန်အားရတယ်တကယ်တော့ငါမဟုတ်ဘူးငါဟန်ဆောင်ထားတာငါ့ကိုလူတွေကအယံပဲအသက်တာပြောင်းလဲတဲ့ဆိုတော့ကျင်နေနေတာတကယ်ဆိုငါမပြောင်းလဲတာအများကြီးရှိသေးတယ်ငါဖွင့်မပြောလိုက်ချင်ဘူးဘုရားခင်ရှင်မှာခင်ဗျာပြောရဲလားမပေါ်လို့ကြီးပြောလားပြောမှအသိရမှာဗောပြောမှမပြောတာအဟောင်းကြီးနဲ့ပတ်ပြန်နေတာဘယ်လိုလုပ်အောင်မြင်မလဲအာမင်ကြည်ဒီမှာပေါ်လူပြောလားဝန်ခံရတယ်ချစ်တော်ညီကိုမောင်နှမအဲ့ဒီကနေမောရှေကိုသွားမယ်မောရှေကိုကြည့်မောရှေကအမေနဲ့ကြီးတာ
Ngenge li de ga tu amia tu thenge. Pharo bien tamiya mueza ta thaina ga amia thaina. Ngenge li de anok ba do pyo pya do mo sia ngenge li de ga Christ do ko ti de. Ai do Christ do po bi la. Hả? Mà po de bu la. Yo le. Mo sia ngenge de ga Christ do ti de sra phit nai la. Hả? Kham ya tin da do lou chin la bi. Ba lo a lau thi me dai phit tat da le. Cham bai da ma phit tat da twai ye mu a tu be lou chin. Ba lo le mo sia ngenge de ga Christ do ti la. Hả? Phai áo đó tụi ti đấy Christ đồ đó mà tiêu là qua gồm gì qua dây bị cha sao màပြောđến nó ai xia sang tôi holo đi lo yamပြောđến đó tôi chắc ra thì có mũ nào tôi Christ đồ ti đấy rồi là chán ra đấy mà hay biết set để mà pa đấy pháp giác nghe lý đấy cả tôi Christ đồ ti đấy Christ đồ sẽ là zaga lâu mà pa đấy pháp giác hay biết khán gì set đấy à bây giờ nó set chăng phải nhớ cái lũ đó này tụi nhìn sẽ khán giả chính của tao với alo shit bị lagao lại số group gì xí dây thế lại số group gì xí dây thế Christ đồ chăng cái gì đâu khác đi tao với miệt to xí dây phết đi go chỉ ở đó mỗi sự giáo gì đó ra mỗi sự nghe để gặp được tí lẽ Christ đồ tí đấy đâm mà Christ đồ ali ho đâm mà hong cái ali khana loga la đấy thế giờ nào đâu nó Giêsu lo mà tao nó Giêsu sẽ là cái lâu mà tao thế giờ nào đâu Christ đồ đâm mà hong chân em mà loga khana la đấy bông giam piao pi đó mà la bông tara piao pi la đấyအဲ့ဒီအကြောင်းအသေးစိတ်သိချင်ရင်စာအုပ်နာမည်ပြောပြမယ်ကျမ်းစာဖတ်ဆိုရင်တို့အမြဲတမ်းဖတ်လို့ကျမ်းစာမပြောတော့ဘူးကောင်းပေသည်ဝိညာဉ်ဘိုးဆိုတဲ့ဗမာလိုရေးထားတဲ့စာအုပ်ရှိတယ်အဲ့ဒါတွက်ရှာဖတ်အဲ့ဒီထဲမှာပပလေးအဲ့စာအုပ်ကအဲ့ဒီထဲမှာအသေးစိတ်ကြမ်းပိုက်တွေအများကြီးနဲ့ရေးထားတယ်ခရစ်တော်ကိုယ်တိုင်မြေကြီးပေါ်ခဏလာခဲ့တယ်ဆိုတာကြည်ဓမ္မဟောင်းမှာအဲ့ဒါနားလေရမယ်အဲ့ဒီတော့မောရှေကငငယ်တွေကဘောနရဲဖြစ်တယ်သူ့အမေနဲ့နေတယ်ခရစ်တော်ကိုသိပြောင်းလဲတဲ့ပြောင်းလဲပြီးတော့အမှုတော်မြတ်ထဲကိုရောက်လာတယ်အသက်40မှာအမှုတော်မြတ်ထဲကိုရောက်လာတယ်အမှုတော်ဆောင်ရင်သူ့လူမျိုးတွေကြုံဘွားကလွတ်အောင်ကြိုးစားတာမွေးတောင်ရှိလားပြောမွေးတောင်ရှိလားလောက်လားဖိုးခါပေးလားကြိုးစားလားတော်လားတော်တယ်အသက်80မှာစိတ်ပြတ်သွားတယ်မွေးတောင်ညောင်းသွားပြီဟောင်းသွားပြီစိတ်တကြစိတ်ပြတ်သွားတာမောရှိဖယားသခင်နဲ့တွေ့ဖယားနဲ့တွေ့ရောတွေ့တဲ့အခါကျတော့ထွံ့မြောက်ရာတောင်းတစ်ကနေ9မှာမဖတ်တော့ခြုံပုံမီးလောင်အမှဖယားသခင်စကားပြောရောမောရှေမင်းနဲ့မြတ်တန်ရှင်နဲ့မြဖနတ်ချွတ်လိုက်ဖယားတို့စကားပြောပြီးမင်းသွားငါလူမျိုးတွေရှိတဲ့နေရာဖာတော်ပြည်စီကိုသွားငါလူမျိုးတွေကိုလွတ်ဖို့ပြောမောရှေဘာပြောလဲမဖြစ်နိုင်ဘူးအသက်ကြီးပြီမရဘူးသွားအနည်း40လောက်စူးစမ်းပြီးပြီမရပါဘူးဆိုမရဘူးသွားစကားပြောရင်နေတယ်မမြန်တော့ဘူးသူများကိုခိုင်းအဲ့ဒီနှုတ်ကိုငါဖန်ဆင်းတာသွား
မောရှေတောက်လျှောက်ငါတတ်နိုင်တယ်ငါတော်တယ်ပြောလားငါအသုံးမကျဘူးပြောလားငါလုံနိုင်တယ်ပြောလားမလုံနိုင်ဘူးပြောလားငါအရေးချင်းရှိတယ်ပြောလားအရေးချင်းမရှိဘူးပြောလားဝေါခံလားဘယ်သူရှင်းမှာဖယားရှင်းမှာဝေါခံနေပြီသူအတောင်ကြီးဖြန့်ပြီးတော့ဟုတ်လားငါမတော်ဘူးတက်ကြီးပြီမရတော့ဘူးစကားပြောရင်နေတယ်ငါအရေးချင်းမရှိဘူးအစွမ်းစားမရှိတော့ဘူးပြောလားပြောလားအေးသူအတောင်ကိုသူချွရတယ်ပြီးမှဘုရားသခင်ကမင်းလက်မှာပါရှိလေတောင်မွေးပြစ်ချလိုက်ဝေဖြစ်တော့ပြန်ကောက်ပြန်ပြီးချဟာဘုရားကသူ့ကိုစသုံးပြီလားမစားပြီလားအဲ့ဒီကနေမောရှေမတတ်နိုင်ဘူးလို့ပြောတဲ့မောရှေရဲ့လက်နဲ့နမိတ်လက္ခဏာ42ခုလုပ်ခဲ့ကြည့်အဲ့ဒါမတိုင်ခင်မှာသူ့ရဲ့အတောင်ဟောင်းပါလို့ရလေချွရတယ်မွေးတောင်ကိုချွရတယ်မောရှေရဲ့မွေးတောင်ပေါ်လူရဲ့မွေးတောင်ဟုတ်လားမဟုတ်လားသဘောပေါက်လားဝန်ခံရတယ်ဘုရားခင်ရှင်းမှာချစ်တော်ညီကိုမောင်နှမဝန်ခံခြင်းရှိရတယ်ယေရှုဟိုဟေရှာယမှာပြောတယ်ယေရှုကကောက်ကင်ဘုံမှာတဲ့ခမဲတော်နဲ့သားတော်စီဝေးလို့တော့ခမဲတော်ကပြောတယ်ဤလောကရဲ့ပြစ်ကိုတဲ့စောင့်သွားဖို့ဘယ်သူသွားမလဲသားတော်ကဘာပြောလဲကျွန်တော်သွားပါမယ်ကျွန်တော်ကိုလွတ်ပါပြောတဲ့ခါကျတော့ခမဲတော်ကယေရှုကိုလွတ်လိုက်တော့နှုတ်ကပတ်တော်ခရစ်တော်ကိုလွတ်လိုက်တော့မြေကြီးပေါ်ကြွလာတော့သူ့နာမည်ပါလဲယေရှုလာတော့ခွန်အားရှိလားပြောသူကားတိုင်းမှာအသေးခံပြည့်ကျွန်းဆက်ဖို့လာတာဟုတ်လားအားရှိလားအရာအားရှိလားလာတယ်အမှုတော်မြတ်ထဲရောက်လာတယ်ရှီမုန်ကိုပြောတယ်ပေတရုရှီမုန်ငါကားတိုင်းမှာသေရမယ်ရှီမုန်ကိုပြောပြီးငါကားတိုင်းမှာသေရမယ်သေခံရမယ်မကြမီငါသွားတော့မယ်ရှီမုန်ဘာပြောလဲသေမဲ့အကြောင်းမပြောနဲ့သေစရာမလိုဘူးတဲ့ကျွန်တော်သခင်ရှီမုန်ကစိတ်ဆိုးတာလားချစ်တာလားပြောစိတ်ဆိုးခြင်းတာလားချစ်လွန်အားကြီးလို့လားဘယ်တော့မှသူ့သခင်ကိုအဖမ်းမခံနိုင်တိတ်ချစ်တယ်ဖမ်းလို့မရဘူးကိုတော့မသေးရဘူးယေရှုဘာပြောလဲအချင်းရန်သူငါနောက်ကိုစုပ်နေရကောင်းကင်အရာကိုမဆွဲလန်းဝိညာဉ်အရာကိုမဆွဲလန်းစာတန်ကလေငါ့ကိုခွင့်တောင်းနေတယ်ကြားလာရှိမို့စံကိုစကားမှာချတယ်တင့်ကိုချဖို့ခွင့်တောင်းနေတယ်ယုံကြည်ခြင်းမပြတ်ဖို့ငါဆုတောင်းပေးဟာရှိမုန်ကိုယေရှုပြောပြီးရှိမုန်တနာပါတယ်အင်္ဂလိပ်ကျမ်းစာမှာဆိုပြတ်တယ်အချင်းစာတန်ငါနောက်ကိုစုပ်တယ်ရှိမုန်ပြောခံရလားခံရတယ်ရှိမုန်ပြောခံရတယ်ယေရှုဘယ်လိုလဲချင်းနေကောင်းလားပြောခွန်အားရှိလားကားလိုက်မှာသေဖို့ခွန်အားရှိလားဟာရေလက်ရှယ်ပဲရှိမဝမပြောပါနဲ့ဆိုမရဘူးတဲ့ငါသွားရမယ်တဲ့ဟာရေလက်ခွန်အားတွေတက်တယ်တကယ်ကားတိုင်းရောက်ခံနေရောရောက်ခံနေကြတော့ဂေသရှိမန်နဲ့ရောက်တော့ဂေသရှိမန်တောင်ပေါ်တက်လာမတက်ဘူးလားဘာတက်ရမလဲဂေသရှိမန်ဥယျာဉ်ဘာတောင်ပေါ်လဲဂေသရှိမန်တွင်းနဲ့ခုံစင်းလားဆိုပြောဦးမယ်ဆင်းမယ်လို့တောင်ပေါ်မဟုတ်ဂေသရှိမန်ပါလေဥယျာဉ်မသိတောင်မသိဂေသရှိမန်ဥယျာဉ်နဲ့ရောက်ရောဆုတောင်းတာသူရဲ့ဆုတောင်းချက်ကိုနားထောင်အဖာဤခွက်ကိုလွန်နိုင်လေလွန်သွားပါစေသို့တော့ကျွန်ုပ်လိုတိုင်း
မဖြစ်ပါစေနဲ့ကိုတော့အလိုတိုင်းဖြစ်ပါစေကြည်ဆုတောင်းပြီယေရှုနော်သူ့ရဲ့ဆုတောင်းချက်ကိုကြည်အခုကျွန်တော်ပြောနေတာလူကာ20နဲ့31ကနေစတယ်ရှီမုန်ကိစ္စအဲ့ဒီမှာပါပြီကြည်နော်အခုသူဆုတောင်းပြီ31ကနေ44အထိအခုကျွန်တော်ပြောနေတာရေးထားပေးမယ်လူကာ20 31ကနေ44ထိယေရှုအဖာဤခွက်ကိုလွန်နိုင်လေလွန်သွားပါစေသို့တော့ကျွန်ုပ်လိုတိုင်းမဖြစ်ပါစေနဲ့ကိုရောလိုတိုင်းဖြစ်ပါစေကြည်အပိုင်ငယ်42မှာပြောတယ်အလိုတော်ရှိနေဤခွက်ကိုကျွန်ုပ်မှလွှဲတော်မူပါယေရှုကားတိုင်းတက်မဲ့ကိစ္စဘလို့လဲဝန်ခံလားလွှဲခိုင်းလားယေရှုကားတိုင်းတက်မဲ့ကိစ္စကိုယေရှုသဘောတူလားလွှဲပေးပါပြောလားပြောလေကျွန်တော်ဝန်ခံမယ်ပြောလားလွှဲပေးပါလားဖြစ်နိုင်ရင်တော့လွှဲပေးပါမရဘူးဆိုရင်တော့လက်တက်ပါမယ်ဟေးကောင်းကင်ဘုံမှာအစည်းအဝေးမှာပြောကြတဲ့ဟိုကအဲ့ဒီကားတိုင်းတက်မဲ့ကိစ္စလွှဲလို့ရမလားမရဘူးလေသူပဲသဘောတူပြီးဆင်းလာတာမဟုတ်လားရှီမုန်နဲ့တွေ့တော့လဲမလောက်ပါနဲ့ဆိုတော့ဘာညာနဲ့ရှီမုန်ဟောက်တယ်မလားအခုဘာအလိုတော့ရှင်းလွှဲပေးပါလေခွန်အားရှိသေးလားယေရှုမှာခွန်အားရှိသေးလားမွေးတောင်ဟောင်းပြီယေရှုကိုကြည်စင်လာတော့ပုံနဲ့ဂေသရှင်မန်ပုံမတူတော့ဘူးတွေ့လားသူမွေးတောင်ညောင်းပြီဆုတောင်းတာချွေးရဘယ်လိုထွက်လဲချွေးကတွေးဆက်ကဲ့သို့ကြဘလောက်သူပြင်းထန်နေလဲဘလောက်ခံစားလဲဘလောက်ကြေကွဲလဲကြည်စမ်းအယံခံစားချွေးကတွေးလို့ထွက်ပြီးလဲပြီးရောအပြစ်ထွက်တယ်တပည့်တွေဘာလုပ်နေလဲအိတ်နေတယ်အဲ့ဒီချိန်မှာပြန်တော့ထမင်းတို့တွေငါနဲ့တူတူတဏှာကြီးလောက်ဆုမတောင်းနိုင်ဘူးလားကျွန်တော်ပြောမယ်ယေရှုဆုတောင်းခိုင်းတာတပည့်တွေအတွက်လားသူ့အတွက်လားပြောကြောက်နေတာတပည့်တွေလားယေရှုလားပြောယေရှုကြောက်နေတာယေရှုထပ်မေးမယ်ယေရှုကြောက်လားတကယ်ကြောက်လားကြောက်လားကြောက်တယ်ကြောက်တဲ့အကြောင်းကိုကျမ်းစာမှာတိတိကျကျရေးတယ်ယေရှုကြောက်တယ်တဲ့ကြောက်တာမှငိုတော့ငိုတယ်ဟေဘရဲကိုသွားစန်တိုရဲ့အယံမပြောနဲ့ယေရှုကိုတနာပါတယ်ငါပြောချင်တာမဟုတ်ဘူးကျမ်းစာမှာပါပြီးသားဓမ္မဟေဘရဲငါ9:8ဖတ်ပြမယ်ကြီးစွာသောကြွေးကြော်ခြင်းမျက်ရည်ကျခြင်းနှင့်ဆုတောင်းပတနာပြုသဖြင့်ကြောက်ရွံ့ရာအမှု၌ချမ်းသာရသည်ဖြစ်၍ကြောက်လားကြောက်လားငိုလားငိုတယ်ကြောက်တယ်တွေ့လားယေရှုကအဲ့ဒါဂေသရှင်မန်နဲ့အကိစ္စပြောနေတာသူ့ရဲ့မွေးတောင်ချင်းနေဘလို့လဲဟောင်းသွားပြီလားအဲ့ဒီဆုတောင်းချက်တစ်ခုတည်းကိုယေရှုဘယ်နှခါတောင်းလဲ3 ခါတောင်းတယ်ဂေသရှင်မန်မှာဖခင်က3 ခါတောင်းမှနားညောင်းတာလားတစ်ခါတည်းနဲ့ညောင်းလားပြောဖခင်3 ခါဆုတောင်းမှနားညောင်းတာလားတစ်ခါတည်းနဲ့နားညောင်းလားတစ်ခါတည်းနဲ့နားညောင်းတယ်မှတ်ထားဘာလို့ယေရှု3 ခါတောင်းလဲလူဟာ6 ချားလာရင်6 ချားသလိုလုပ်တတ်တယ်တာမန်ဆိုတစ်ခါပဲတောင်းတယ်ဘုရားခင်ဒီနေ့တနေ့တာအားလုံးလမ်းပြပါပြီးသားစိတ်6 ချားလာရင်3 4 ခါတောင်းမနေ့ပြင် UN ရုံးကခေါ်တယ်တဲ့မလေးရှားမှာတော့ဆရာဆုတောင်းပေးအေးတတိယတောင်းမအခုတောင်းပေးအခုတောင်းပေးမနေ့ပြင်သွားမှာရောအခုတောင်းပေးဘုရားခင်လက်တင်လက်ပါတင်လက်တင်ခိုင်း6 တော့တင်ခိုင်းတယ်ဒီလူတွေက
တင်ရသေးတယ်လက်ကိုတခါတဲ့အာမင်ပြီးသွားရောကဲဘဘိုင်ထွက်သွားကျွန်တော်ကြည့်နေထွက်သွားအဝမှာနောက်ဆရာတယောက်တွေ့ပြန်တောင်းခိုင်းရောတောင်းပေးအောင်နဲ့အတင်းတောင်းခိုင်းတာမနေ့ပြင်ယုံသွားမှာမဟုတ်ဘူးခပ်ပြန်တောင်းပေးထွက်သွားပြီးလဲပြီးရောဂျာလန်အလောထဲမှာညထမင်းစားခဏနေတော့ထမင်းသွားစားတော့အဲ့မျိုးသမီးပြန်တွေးပြန်ရောဟာဆရာတွေစုံလိုက်တာကြည်စားနဲ့အိုးကျေးဇူးတော်ပဲဆရာတွေဒီလောက်များတာကျမရှင်းပေးမယ်တဲ့အားလုံးဝိုင်းပြီးစုတခါတောက်ပေးတဲ့မနေ့ပြင်ယူရုံသွားမှာတဲ့ဟာဖယောက်เจ้าမှာတောင်းပေးပြီးပြီလေသူဘာဖြစ်နေတာလဲစိတ်ချောက်ချတာလူကစိတ်ချောက်ချရင်ခဏခဏတောင်းတယ်နော်ခဏပြန်တောင်းခဏပြန်တောင်းခဏပြန်တောင်းဟုတ်လားယေရှုကြီးကြောက်လားတောင်းကတောင်းတယ်ချွေးကသွေးလို့ထွက်တယ်ကေဒရှိမမဆူလက်တောင်းပြီးရောအပြင်ထွက်လာရောအပြင်ထွက်တာနဲ့လိုက်ဆိုကောင်းကင်တမန်တော်တို့သည်ကိုရောကိုအာပေယဤရှင်လူက20နဲ့40နဲ့3မှာပါတယ်အဲ့ကြံပိုက်ယေရှုကဘယ်သူလာအားပေးလဲအားလဲပေးလဲပြီးရောအဲ့ဒီကထွက်တာနဲ့ဟာလူတွေလာဖမ်းပြီယောမစစ်သားတွေတရားယုံတယုံပြီးတယုံသွားတာတရားယုံတယုံနဲ့မဟုတ်ဘူးနော်ဒီယုံသွားနောက်တယုံသွားနောက်တယုံသွားနောက်တယုံသွားနောက်ဆုံးယုံကပိလက်မင်းရဲ့ယုံအဲ့ဒါနောက်ဆုံးယုံအဲ့ကြမှာပိလက်မင်းရှေ့ရောက်ပြီးတော့မှနောက်ဆုံးအဲ့ဒီကနေမှကားတိုင်းပေါ်ကိုသူ့ခေါ်သွားတာတလန်းလုံးရိုက်တာယေရှုဝစ်ထားတဲ့အင်ကြီးပါပြဲပြီးတော့အသားသွေးပါထွက်တာဂျူးလူမျိုးကအဲ့လိုရိုက်တဲ့အချက်တိုင်းကသွေးထွက်အောင်ရိုက်ရယေရှုရိုက်တာတလန်းလုံးအချက်တိုင်းသွေးထွက်တယ်အင်ကြီးပြဲရုံမကဘူးသွေးပါထွက်အောင်ရိုက်ရတာဂျူးနဲ့အတလောက်ရိုက်တာလမ်းမှာတစ်ခါလဲသွားတယ်ပြန်ထပြန်ရိုက်ကြည့်နော်ရက်ဆက်ရိုက်မေးမယ်ကောင်းကင်ဘုရားဆင်းလာဂေသရှေမန်အထိတစ်ဖြတ်လိုက်ယေရှုတတ်တန်းဂေသရှေမန်အထိတစ်ဖြတ်လိုက်ဂေသရှေမန်ဒီဘက်ဘယ်ဟာအဖိုးခပူကြီးလဲဂေမွေးတဲ့အချိန်ကနေဂေသရှေမန်အထိတစ်ခုထားဂေသရှေမန်နေလဝကတိုင်အထိတစ်ခုထားဘယ်ဟာအဖိုးခပူများလဲပထမဟာလားဒုတိယဟာလားဘယ်ဟာများလဲဖိုးခဒုတိယခံနိုင်လားမေးမယ်ယေရှုခံနိုင်လားဒုတိယဟာခံနိုင်လားခံနိုင်တယ်ပထမဟာကိုကြည့်လိုက်ဂေရရှေမန်မှာမွေးတောင်ညောင်းသွားပြီဂေရရှေမန်အထိမှကုန်သွားပြီသူစကားကိုနားထောင်လိုက်အဖာဤခွက်ကိုလွန်နိုင်လင်လွန်သွားပါစေတိုးတော့ကျွန်ုပ်လိုတိုင်းမဖြစ်ပါစေနဲ့ကိုရောလိုတိုင်းဟေးဘာလို့လဲဤခွက်ကိုလွန်နိုင်လင်လွန်သွားပါစေပြောနေရတယ်လွန်လို့မရဘူးလေနေကားရမသိလို့ပဲရမလဲသိရမှာပေါ့ကားတိုင်းမှာဘာဤခွက်ကိုလွန်နိုင်လင်လွန်သွားပါစေနဲ့ဘာလို့သူအဲ့လိုပြောတာလဲကြောက်တယ်ဘာလို့လဲမွေးတောင်လေမွေးတောင်ဟောင်းသွားပြီမရတော့ဘူးဂေသရှိမမအတောင်လဲလိုက်ရတယ်ဝင်ပြီးမှဝန်ခံရတယ်အမှန်တိုင်းဝန်ခံရတယ်ကျွန်တော်စံထားတိုင်းပြောမယ်ဆိုရင်တော့ကျွန်တော်မတတ်ချင်ဘူးကားတိုင်းယေရှုပြောတာပြက်တယ်ဖြစ်နိုင်ရင်လွှဲပေးပါဝန်ခံလားသူခွာရှိလားမရှိတာဝန်ခံလားယေရှုပြက်သားဝန်ခံတဲ့တေချာဖတ်ဘာမှဖျားမလို့အာနာတယ်ဗျာပြောစရာမလိုအမှန်တိုင်းဖတ်တေချာဖတ်ကျမ်းစာကို
သူဝန်ခံတဲ့ငါခွန်အားရှိလားရှိတော့ဖြစ်နိုင်ရင်လွှဲပေးပါတဲ့ပြောမိပဲယေရှုကဒါပေမဲ့ကိုတော့အလိုတိုင်းပဲဖြစ်ပါစေတဲ့ငါစန္ဒဆိုလွှဲပေးတဲ့မရဘူးဆိုရင်တော့ကိုတော့လိုတိုင်းပဲဖြစ်တဲ့ဟေးအပေါ်မှာပြောမိသားပဲအဲ့ဒါလှုပ်ဖို့စဉ်းလာတာလှုပ်ကိုလှုပ်ရမဟုတ်လားဒါပေမဲ့သူ့မွေးတောင်မှာဖြစ်သွားပြီလေဟောင်းသွားပြီကေသရှင်မဝင်ပြီးတော့အမှန်တိုင်းသူဝန်ခံရတယ်ငါတက်နိုင်ဘူးငါစန္ဒကတော့ဖြစ်နိုင်ရင်ဒါငါမလုပ်ချင်တော့ဘူးဟုတ်လားအဲ့ဒါလည်းပြီးရောဘုရားခင်ကကောင်းကင်တမောင်လွတ်ပြီးသူ့ကိုအားပေးလိုက်အဲ့ဒီကနေကရာဏီထိလစ်တာဟာတလောက်ရိုက်တာခံနေကားတိုင်းမှာရိုက်တဲ့အခါမှာလူတွေကယေရှုကိုကားတိုင်းမှာရိုက်တာမှတ်ထားမြန်ပြောလိုက်မနက်9 နာရီစရိုက်တယ်တခြားနားတော့ကျမ်းပိုက်ပြောမယ်မရေးပြတော့မာကု15အပိုက်ငယ်25လူတွေယေရှုကိုလဝါကတ်တိုင်းမှာရိုက်တာမြန်မာလိုနက်နဲ့တစ်ချက်တီးလို့ပြောတယ်နက်နဲ့တစ်ချက်တီးဆိုတာဒိတ်ကျမ်းစာအုပ်ထဲမှာမနက်9 နာရီကိုတစ်ချက်တီးလို့ခေါ်တယ်သူတို့စကားမှာဒါဆိုယေရှုကားတိုင်းမှာစရိုက်ခံရတာမနက်9 နာရီစတယ်မွန်းတဲ့အချိန်ကနေ3 ချက်တီးထိမှောင်မဲသွားတယ်မွန်းတဲ့ဆိုတာ12 နာရီ3 ချက်တီးဆိုတာငါတို့နာရီမှာ3 နာရီမှောင်သွားတယ်ကားတိုင်းမှာစရိုက်တာမနက်9 နာရီမှောင်သွားတာကနေ့လယ်12 နာရီကနေညနေ3 နာရီစုစုပေါင်းဘယ်လောက်လဲကားတိုင်းမှာ6 နာရီကြာတယ်ကြည့်နော်6 နာရီကြာတယ်မနက်9 နာရီကနေပြီးမှညနေ3 နာရီထိစုစုပေါင်း6 နာရီလောက်အကတိုင်မှာကြာယေရှုအဲ့လိုခံစားသူ့အဝတ်စားကိုဖြဲပလိုက်သေလဲသေရောသူ့ရဲ့အမေမေတော်မာရိဟာသူ့အလောင်းအလှမပြင်းဂျူးလူမျိုးတွေဟာဘယ်သားသမီးတေတေအမေကိုယ်တိုင်အလောင်းပြင်းယေရှုအလောင်းကိုမေတော်မာရိမပြင်းဘာလို့လဲသိလားသူမွေးထားတဲ့သားဟာသူမမှတ်မိလောက်အောင်ကိုရိုက်ဆက်ရိုက်ပလိုက်တာသူတောက်သူမှတ်တော့မမှတ်မိတော့ဘူးတကိုယ်လုံးပွေးတယ်ဖြစ်သွားတယ်ယေရှုခံနိုင်လားဝိညာဉ်ရပါခံနိုင်ရှိလားဘာအတောင်လဲမွေးတောင်လားအတောင်အစ်စ်လားဘာလဲအတောင်အစ်စ်ဘယ်မှာချိန်တာလဲဂေသရှင်မှာချိန်သွားတာချစ်တော်ညီကိုမောင်နှမကျွန်တော်တို့ကလေမွေးတောင်နဲ့မသွားနဲ့အတောင်အစ်စ်နဲ့သွားမယ်အာမင်ဟာလေလုယာအတောင်အစ်စ်ဝန်ခံမရတယ်မွေးတောင်ဝန်ခံကျွန်တော်မတတ်နိုင်တော့ဘူးအေးလင်းယုံရဲ့အတောင်လေအစ်စ်ဖြစ်သွားရင်ရှဲပဲပြန်ပြီးတော့ပဲအာမင်အခုဆုံးတတ်တော့မယ်ကြည့်ယေရှုကိုချိန်လားပေါလုချိန်လားမောရှေချိန်လားချိန်တယ်ချိန်ရတယ်နော်ချစ်တော်ကြီးကိုမောင်နှမယုံကြည်သူတွေရဲ့တတ်တာအတောင်ချိန်ရတယ်အာမင်ကဲဆက်သွားမယ်လင်းယုံကအတောင်တစ်ထွက်လာရင်ချက်ချင်းမပြန်ရဘူးဘာလို့ ရလဲစီလားဘာလို့ ရလဲတလားလင်းယုံကလေအတောင်တစ်ထွက်ပြီးရင်လေခဏစောင့်ရတယ်အဲ့ဒါဘာလုပ်တာလဲဆိုတော့ယေရှုခံဖြစ်အောင်လုပ်ပြီးတယ်သူ့တဘာဝကယေရှုခံဖြစ်အောင်ခဏစောင့်ရတယ်တခြားအတောင်တွေကမိုးရွာရင်ပြန်လို့မရဘူးကြွတ်ဆုပ်လို့ဖြစ်သွားတယ်လင်းယုံရဲ့အတောင်ကလေမိုးဘလောက်ရွာလေမုန်တိုင်းဘလောက်တိုက်အဲ့ထဲမှာပြန်သွားနိုင်တယ်ဟာလေလုယာသူ့အတောင်ကိုကတခြားနဲ့မတူယေရှုခံတယ်ယေရှုခံသူတဘာဝကိုကဖယားသခင်အဲ့လိုလှုပ်ထားတာအတောင်ထွက်ပြီးရင်ငြိမ်နေအောင်ဖယားသခင်ကယေရှုခံဖြစ်အောင်လုပ်ပေးတယ်ပြီးပြီဆိုသူနှုတ်တင်တဲ့အဲ့အတောင်တွေကိုဆွဲရတယ်ယေရှုခံခဏစောင့်ရသေးတယ်ပြီးမှပြန်တန်းရတာဖြစ်တယ်ဒါကြောင့်မလို့ကြည်ယေရှုကတပည့်တွေကိုယေရှုဘယ်နှစ်နှစ်ကျမ်းစာသင်တယ်ဘ
ဘယ်နှစ်လဲသာသနာခေါ်သွားတာ3နှစ်ပြီးလဲပြီးတော့ကဲမင်းမယ်သူတို့ကျမ်းစာတက်ပြီလားကျမ်းစာတီးပြီလားချက်ချင်းဟောခိုင်းလားယေရုရှလင်မှာစောင့်ခိုင်းလားစောင့်ခိုင်းလားကျမ်းစာတီးပြီလားနားလဲပြီလားချက်ချင်းဟောရလားစောင့်ရလားတန်ရှင်းသောဝိညာဉ်တော်ဆင်းလာမယ်ခဏဆောင်ဟာလေလုယာအတောင်ရပြီလားမတော်နဲ့ဝိညာဉ်တော်ဆင်းလာမယ်ခဏဆောင်စောင့်ဆိုင်ရတဲ့ကာလရှိတယ်ဟာလေလုယာစောင့်ဆိုင်ရတယ်တန်ရှင်းသောဝိညာဉ်တော်ကိုစောင့်ရတယ်ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်နှမများအရောက်တိုင်းရဲ့အသက်တာထဲမှာချစ်တော်ညီကိုမောင်နှမကျွန်တော်တို့ကိုဖရာသခင်ကလက်တဖြစ်စေခြင်းလားလေးယုံဖြစ်စေခြင်းလားအာမင်ဘာဖြစ်စေခြင်းလဲလေးယုံအတောင်ဘယ်နှမျိုးဘာနဲ့ပါမွေးတောင်နဲ့အတောင်မွေးတောင်နဲ့အတောင်အသစ်လေးယုံကောင်းစင်မွေးတောင်နဲ့အတောင်အသစ်စိတ်တမကြနဲ့ခင်ဗျားမွေးတောင်ဟောင်းနေတာစိတ်မပြတ်နဲ့အခုမွေးတောင်ကျွတ်နေတယ်တချို့တွေသားသမီးကဆွဲချက်တိတ်ခါကြယောက်ျားကြောင့်တိတ်ခါကြမိန်းမကြောင့်စိတ်ဆင်းရဲအလုံးရှင်ကြောင့်ဘဝပြည့်အင်္ဂလိပ်စာမတတ်လို့ပို့ဆိုးစိတ်ညစ်တယ်စိတ်ညစ်တယ်ဘယ်လိုဖေခေါ်မှမသိဘူးဘဝကငါဘဝတော့သွားပြီလူတွေရှေ့မှာဆယ်စရာတိတ်ခါအောင်မရှိတော့ဘူးအဲ့ဒါဘာလဲမွေးတောင်ကုန်နေပြီချွတ်နေတာအချွတ်ခံနေရတာပေါ်လူချွတ်ခံရလားမောရှေချွတ်ခံရလားယေရှုချွတ်ခံရလားအဲ့ဒီချိန်မှာစိတ်ညစ်လားစိတ်ပြက်လားမောရှေရောစိတ်ပြက်လားယေရှုရောစိတ်ပြက်လားပေါ်လူစိတ်ပြက်လားသင်ရောစိတ်ပြက်လားဟေးအဲ့ဒီစိတ်ပြက်ခြင်းကနိဂုံးမဟုတ်ဘူးဟာလေလုယာဟေးမွေးတောင်ကျွတ်တာပိုကောင်းတဲ့အတောင်ရမယ်ကျင်းတော့ပိုကောင်းတဲ့အတောင်ရမယ်အဲ့ဒီအတောင်ကအောက်ဝဲကြီးပြန်နိုင်တယ်ပြေးတော့လေမပင်မခရီးသွားသောအခါမမောကြကြဟာလေလုယာဒီနေ့သင်သက်တာမှလေမွေးတောင်အဟောင်းကျွတ်နေတာကိုစိတ်ထမကြနဲ့အသစ်လာမယ်အသစ်တာ၍ကောင်းတယ်တာ၍အဝေးကြီးပြန်နိုင်တယ်တာ၍အောင်မြင်တယ်ဟာလေလုယာဟေးမွေးတောင်တော့ကလည်းအောင်မြင်တယ်ကျွတ်သွားရင်တာ၍အောင်မြင်အောင်မယ်ဟာလေလုယာဒီနေ့သင်မွေးတောင်အဟောင်းကျွတ်နေလို့စိတ်မပြတ်နဲ့ဘေးကလူကိုပြောလိုက်တာ၍ကောင်းတဲ့အတောင်လာမယ်တာ၍ကောင်းတဲ့အတောင်ထပ်ပြောလိုက်လက်ဒမဟုတ်ဘူးလေးရောင်လို့လက်ဒမဟုတ်ဘူးလေးရောင်ဖြစ်တယ်အာမင်ဟေးယေရှုခါဟုတ်လားမဟုတ်လားဟုတ်တယ်သူများတွေကဒုက္ခရောက်ရင်မဲ့နေတဲ့အချိန်မှာငါတို့ကဒုက္ခတွေပါလဲအောင်မြင်တယ်ယေရှုခါဟာလေလုယာတခြားငါနဲ့မတူဘူးကွာလေးယုံကယေရှုခါသူများငိုတဲ့အချိန်မှာငါတို့ရည်နိုင်တယ်အဲ့ဒီအတောင်ရဖို့အတွက်လောလောဆယ်ချွတ်နေတာစိတ်ဆင်းရဲအောင်လုပ်တာလားဘဝပြည့်အောင်လုပ်တာလားတာ၍အောင်မြင်အောင်လုပ်နေတာလားအေးဒီဖခင်ကတာ၍အောင်မြင်အောင်လုပ်နေတဲ့ဖခင်ဖြစ်တယ်ခမည်းကမသိရင်ကိုဘဝကိုကြည့်စိတ်တည်းချပေါ်လူကလည်းစိတ်ညစ်မောရှေကလည်းတော်ပါတော့ကိုတော်ရဲ့တဲ့ဖခင်ကငါ့ကိုမသုံးသေးတော့တော်ပြီတဲ့ယေရှုကိုယ်တိုင်ကလည်းတော်ပြီဒီခွက်ကိုလွန်နိုင်လေလွန်သွားပါစေငါဖယားဘယ်တော့မှမလျှော့ဘူးသင်အတွက်ရည်ရွယ်ချက်ရှိအာမင်ဟေးပေါ်လူလက်လျှော့ရင်လည်းဖယားမလျှော့ဘူးကွာမောရှေလက်လျှော့ရင်လည်းဖယားမလျှော့ဘူးယေရှုနောက်ဆုံးချိန်ရင်လည်းဖယားမပေးဘူးကွာတာ၍အောင်မြင်အောင်လုပ်နေတဲ့ဖယားဖြစ်တယ်ဟာလေလုယာဒီနေ့သင်ကနောက်ဆုံးချိန်ပေမဲ့ဖယားခင်သင်ကိုခွင့်ရမပေးဘူးတာ၍အောင်မြင်အောင်လုပ်နေတာဖြစ်တယ်အာမင်ဒါကြောင့်ဘေးကလူကိုပြောလိုက်ပါအတောင်အသစ်နဲ့သွားမယ်အာမင်ဟာလေလုယာဟေးအခုဆုတောင်းပေးမယ်မွေးတောင်အဟောင်းချွတ်နေရအတောင်အဟောင်းအချွတ်ခံရတဲ့လူတွေရှင်းရင်ထွက်လာခဲ့ဆုတောင်းပေးမယ်ဆုတောင်းပေးလို့တင်းရဲ့အသက်တာကဟလာချက်ချင်းအတောင်အသိရမှာမဟုတ်ဘူးဒါမဲ့နားလဲစေခြင်းနဲ့အတောင်အဟောင်းချွတ်ခံနေရတဲ့အခါမှာခွန်အားရှိဖို့လိုတယ်စိတ်မပြတ်ဖို့လိုတယ်အာမင်လုံးဝစိတ်မပြတ်နဲ့စိတ်တမချနဲ့အတောင်အဟောင်းဘုရားသခင်ကချွတ်နေတာလေသ
တင်တော့ကိုစိတ်ပြတ်ဖို့မဟုတ်ဘူးတာရွေ့အောင်မြင်ဖို့ဖြစ်တယ်အာမင်တာရွေ့အောင်မြင်ဖို့ဖြစ်တယ်ဒါကြောင့်ဆုတောင်းပေးမယ်လုံးဝစိတ်မပြတ်နဲ့တကယ်လို့ဘဝမှာအတောင်အဟောင်းချွတ်ခံနေရတဲ့သူတွေရှိထွက်ခဲ့အဲ့ဒါငါပဲငါစိတ်ညစ်တယ်ငါသိခါကြနေပြီငါဘဝတော့စိတ်ဆင်းရဲငါအရာစိတ်ပြတ်တယ်ငါဘာလုံးဝမသိဘူးဖယားသခင်ငါဘဝဒီတိုင်းပဲဏီကုန်းချုပ်တော့မှလားလို့မျောလင်းချက်မရှိတဲ့ပုံနဲ့မနေနဲ့ဖယားခင်တင်းရဲ့မျောလင်းချက်ဖြစ်တယ်အဲ့မွေးတောင်အဟောင်းလေးအားလုံးချွတ်ပြမယ်အခုအချွတ်ခံရတဲ့စူတောင်ပေါ်ချွတ်မယ်ဘာလို့လဲအသစ်လာမယ်ဟာလေလုယာအကောင်းဆုံးလာမယ်အာမင်ဖယားရှင်အောဝဲမဆာမှာပေါ်လူကိုတာ၍မဆာတယ်မဟုတ်ဘူးလားမောရှင်ကိုလည်းတာ၍မဆာခဲ့တယ်မဟုတ်ဘူးလားယေရှုကိုလည်းတာ၍မဆာခဲ့တယ်မဟုတ်ဘူးလားဟာလေလုယာသင်ကိုလည်းတာ၍မဆာမယ်အာမင်သင်တို့တတ်တာအတွက်ဆုတောင်းပေးမယ်တတ်ရှင်တော်ဝိညာဉ်တော်ဘုရားကိုရောကိုခေါ်ဖိတ်အောဝဲဘုရားကြီးသောအမှုကိုပြုပါအတယောက်ချင်းစီရဲ့အသက်တာအတွက်ကျွန်တော်ဆုတောင်းပါတယ်ဘုရားကတယောက်ချင်းစီဒီနေ့အသက်တာကိုဆက်တက်နေတဲ့ညီကိုမောင်မအားလုံးကိုဘုရားကြီးရှိတော်ပေါင်းမှာကျွန်တော်ဝန်ခံပါတယ်ဘုရားရှိပေးထားတဲ့အချိန်ဘုရားပေးတဲ့ဗန္တာဘုရားပေးတဲ့အသက်ဘုရားပေးတဲ့အရာခတ်တဲ့ဘုရားကြီးရှိတော်မှာကိုပြန်ရောက်လာဖို့ကိုရှင်အလိုရှိတော်ကြောင့်ယေရှုတင်တယ်မြေကြီးဥပုသ်ဆောင်ဒီနေ့နှုတ်ဘတ်တော်ကြားတဲ့အတိုင်းဘုရားကိုသူတို့အသက်တာပြက်ပြက်သားသားပေးတတ်တဲ့သူဖြစ်စေဖယားကိုကိုးကွယ်ခြင်းမှာလုံးဝမလျှော့တော်သူများဖြစ်ပါစေဖယားကိုကိုးကွယ်ခြင်းမှာအချိန်ကန့်သတ်တော်သူများမဖြစ်ပါစေနဲ့ဖယားကိုးကွယ်ခြင်းမှာအချိန်အပြည့်အဝပေးတဲ့သားသမီးတွေဖြစ်စေပါယေရှုနာမနဲ့ကောင်းချီးပေးပါဖယားကိုအချိန်ပေးတဲ့နေရာမှာအချောင်းဘယ်အရာရဲ့အစီအတားကမှသူတို့ကိုမနိုင်ပါစေနဲ့အစင်းလာရှင်ကိုကြော်ပြီးမှဖယားကိုအချိန်ပေးနိုင်တဲ့သားသမီးတွေဖြစ်ပါစေဒီသားသမီးရဲ့ဆုံးဖြတ်ချက်ပေါ်မှာတရှိသောဝိညာဉ်တော်ဘုရားကိုတော့အလုံးလုံးတော်မူပါကြီးတော်မှုကိုဘုရားရှင်ပြုတော်မူပါဘုရားဘုန်းတော်ကိုစောင့်တဲ့သားသမီးတွေဖြစ်စေပါဘုရားဘက်မှာပြက်ပြက်သားသားရက်နေတဲ့သူမတိုင်ရင်တရက်ခရေကကြိုးတင်ကောင်းကြီးပေးပြီးဖြစ်သောကြောင့်ကျေးဇူးတော်ချီးမွမ်းပါ၏6ရက်မြောက်သောနေ့မှာကြားတဲ့မာနမုတ်ဟာ9ရက်မြောက်တဲ့နေ့အတွက်ကြိုးတင်ပါပြီးသားဖြစ်သောကြောင့်ကျေးဇူးတင်ဒီနေ့ဘုရားကိုဆုံးဖြတ်ချက်နဲ့ယက်တည်နေတဲ့သူတွေဘုရားကိုချိန်ပေးဖို့ဘုရားကိုယ်ွယ်ခြင်းမှာအချိန်ပေးဖို့ဆုံးဖြတ်ထားတဲ့သူတွေဘုရားရှင်သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမတိုင်ရင်ကလေးကကြိုးတင်သူတို့ကိုကောင်းချီးပေးပြီးဖြစ်ကြောင်းဝန်ခံတယ်ခဏတော်ဒီအောဝဲတတ်တဲ့သူမှာပြလို့ယေရှုတင်တယ်ဟာလေလုယာအရောက်ရဲ့ဆုံးဖြတ်ချက်ကိုယေရှုနာမနဲ့ကောင်းချီးပေးပါသည်အလင်းမြန်ကိုရဲ့တတ်တဲ့သူခြင်းကိုခံစားစေပါသူတို့ဘာကိုပြန်လဲပြီးမှဝင်ငါတဲ့ခွင့်ကိုဒီသားသမီးတွေကိုပေးပါသူတို့ရဲ့ဘုရားကမှယက်တီကြီးပေါ်မှာတန်ရှင်းသောဝိညာဉ်တော်မဆာလာကိုတပါသောယုံကြည်သူတွေကိုတတ်သိခံရတဲ့ခွင့်ပေးပါယေရှုနာမနဲ့ကောင်းချီးပေးပါ၏တွေ့ကြုံတဲ့စီကားလုံးကိုကြော်နိုင်ပါမိကြောင့်ယေရှုနာမနဲ့ကောင်းချီးပေးပါ၏လက်တော်ထဲမှာစက္ကပ်ပါတယ်ယေရှုနာမ၌ရိုသေစွာဆုတောင်းစက္ကပ်အနံ့ပေးပါတယ်ဖပါဗျာအာမင်အားလုံးဘုရားရှင်ကောင်းချီးပေးပါစေဒီကလူကိုနှုတ်ဆက်ပါမြေကြီးကိုအနိုင်မကျင့်နဲ့